ခါနောက်တစ်ခုရွေးအောင်။နောက်တစ်ပုတ်ဟုတ်ကဲ့။ဟာနောက်တစ်ပုတ်ကဗျာ။ချစ်တယ်ချစ်ချစ်ကပြစ်ခွာသွားတော့ဟောဒါငါတချင်းဟာအဲ့ဒါအခုဆိုတာလားဟောအခုဆိုတာသူဆိုမယ်လို့ပြောတယ်ဆိုပြီးလားမသိဘူးသူလားအေးသူဆိုမယ်လို့ပြောသူဟုတ်တယ်ချစ်ချစ်ကပြစ်ခွာသွားတော့မောင်ပဲသူနဲ့အဲ့ညမှာမေတွေဆိုတယ်ကိုကမေဘယ်သူနဲ့နေရမှာလဲလို့ငါသူ့ပကုံးပြောင်းပေးရင်ငါလည်းရိုက်ချင်တယ်ကွာဘယ်လိုလုပ်အောင်လဲမသိဘူးဟာအခုအရန်အဲ့ဒီရိုက်လို့မရအောင်နော်ဒီထဲမှာ rap တွေပါတယ်ကိုနိုင်တို့တော်မင်းတို့ကနေ rap တွေပါတယ်အခု rap တွေဆိုလို့ရပါမလားကိုအသက်ရွယ်နေကိုကြည့်လို့ပေါ့ကိုဟာ rap တွေအခုဟဲမလို့ rap တော့နည်းနည်းတိတ်မဆန်းဘူးထင်တယ် rap ဆိုတာငါတို့ငငယ်တုန်းကလေငါတို့30နှစ်12နှစ်လောက်ကဗာလဲနောင်ချမ်းဗာလဲကန်တော်ကြီးကိုကြီးကံဘက်တော့ရီတာပေါ်ရီတော့အဲ့ဒီပုံစံမျိုးပဲအဲ့တော့စုယုံကတောင်းပန်ပြီးတော့ငါလည်းနည်းနည်းတော့ rap ဖြစ် rap လုပ်ပြစီကွာလို့ဖတ်ချင်တယ်ပေါ့ဟောမယ်ဖတ်ချင်တာမဟုတ်ဘူးလေပါလာချင်တာသူနဲ့ပါချင်ဒီထဲမှာသူနဲ့သူချင်းထဲမှာပါနေချင်တာစူချင်းနေတာအေးများဖယားသွားလဲအတူကြောင်းသွားလဲအတူအခုများတော့တမြေစီချပေါ်ဟေးချစ်ကပြစ်ခွာသွားတော့မောင်ပဲလူနဲ့နေရမှာလဲလို့ကြိုက်စားဘုဒ္ဓံကများမရသွားလဲအတူကြောင်းသွားလဲအတူအခုများတော့တမြေစီချပေါ်ချစ်ဘေးချစ်ကပြစ်ခွာသွားတော့မောင်ပဲလူနဲ့နေရမှာလဲလို့သူအသေးရဲ့ကွယ်ဘာကြောင့်များမောင်းမှန်စာမရလဲမုန်းလိုက်ပြီလားမေးလိုက်ပြီလားတွေ့လို့မလားကွယ်မောင်းချစ်ကပြစ်ခွာသွားတော့မောင်းပဲသူနဲ့နေရမှာလဲလို့အချိန်ပြေးလေအောင်ပေါ့အချိန်နေမပေးလေမြတော့ဝင်းနေချပေါ့လွမ်းစရာမြင်လဲလွမ်းနေရတာပါပဲရောစရာ